နေဝင်းကတခိုးတန်းရွှေကဓမြမင်းအောင်လိုင်းကကြားဖြန့်နင်တို့ကဘာတွေတော့ဟမ်တော်လိုင်းရေးကြားဒီကနည်းနည်းပါးအပျော်နဲ့မထိုက်တယ်ဟုတ်လားနင်တို့အပြင်မှာမရင်ငယ်တွေယူပြီးတော့နင်တို့ကြတော့ဂျလိန်ဂျလိန်နဲ့တောက်ချင်တဲ့အရက်တောက်နေချိန်တာကြတော့နင်တို့ကြတော့နင်တို့နဲ့ထိုက်တန်ပြီးတော့ငါတို့ပြည်သူတွေကမထိုက်တန်ဘူးလားဟမ်ရန်ကုန်မြို့မှာစစ်ဥပဒေမထမ်းမနေရဘူးခဏခိုးထားပြီးတော့လူဖမ်းပွဲကျင်းပနေတယ်ကြောက်စရာကြီးတွေထောင်ထဲကထွက်လာတဲ့ဟိုအကျဉ်းသားတွေကငါတို့တိုင်းရန်ကုန်မြို့တွေမှာလိုက်ဖမ်းပြီးတော့ကလေးတွေကိုလူဖမ်းပွဲကျင်းပနေဟမ်တိုင်းပြည်မှာငရဲပွက်နေတာဟိုဒီဘိုးနဂါးကိစ္စကိုဘယ်သူသွားပြီးတော့ပြအောင်တုံးနဲ့သွားထိုးဘိုးနဂါးတရားမဝင်ဘူးဆိုတော့နင်တို့တရားဝင်တယ်လို့ငါတို့ကပြောဒါဆိုရင်နင်တို့လည်းမင်းအောင်လိုင်းလို့တတ်သိရှိနင်တို့လည်းရွေးကောက်ပွဲလုပ်လေငါစောက်ဘောစကားတွေပြောနေတာမဟုတ်ဘူးပြည်သူတွေနာနေပြီငါတို့လည်းမောနေပြီမောတဲ့ချိန်ထိုင်ဆောင်နေမေလို့အတွက်ဟမ်ဘယ်နှစ်ယောက်တည်ပေးရအောင်လဲစောက်လို့ရဝင်ကြီးဆိုတာလိုလားငါအကြိမ်ပြောတယ်ဆီယာမအငိမ့်တို့ဘာတို့အစွမ်းအစားရှိတဲ့မြေပြင်မှာခလေးလူတော်တွေတပုံကြီးပါဆိုဟိုတေသာသန်းတမနာပေးလိုက်တော့ငါဘာမှမဖြစ်ဘူးနင်တို့ဘာလုပ်နေရလဲနင်တို့အိုကြီးအိုမနဲ့အဖြစ်မှာညံလည်းမရှိဘူးသူများစကားလည်းနားမထောင်တတ်ဘူးနင်တို့ဝင်ကြီးဆိုပြီးတော့နင်တို့သူများမျှဝေးတဲ့ဒေါ်တွေမှာဟိုတယောက်နေပြီးတော့ပြည်သူပတ်စံနေအခုနိုင်ငံအမေရိကန်ကငါတို့အခွန်ဆောင်ထားတဲ့ပတ်စံနေလာအောင်မယ်တို့ဘာလုပ်ပြအောင်လဲအဲ့ဒါတွေပြည်သူကိုစရင်စရာနဲ့ချပြမလားဟမ်နေဝင်းကတခိုးတန်းရွှေကဓမြမင်းအောင်လိုင်းကကြားဖြန့်နင်တို့ကဘာတွေတော့ဟမ်တော်လိုင်းရေးကြားဖြန့်တော်လိုင်းရေးကိုအကြောင်းပြပြီးတော့ပြည်သူလူထုကိုဂျင်းတွေထက်နင်တို့အုပ်စုဖွဲ့ပြီးတော့နင်တို့အုပ်စုတောင်းတိုင်းငါဆွဲချဟိုလူဆွဲချလာမလုံးနဲ့ငါတို့ရှမ်းမလည်းအကျော်တော်မှာရှမ်းမနဲ့ငါနဲ့ခုတည်းတန်သုံးမှလုံးငါတို့ဘာလာပြောနေနင်တို့စောက်ပွဲလာတီးပေးနေငါတို့အဲ့ဘာတွေလှဲ့သွားအောင်မာတဲ့ဒီမှာဓာတ်ပုံတွေပေါ်လာပြန်ပြီငါအော်နေငါဘယ်တကားကိုပွဲမကဘူးလို့ပါဘယ်နှစ်ခုနှစ်ကဟာတွေငါ့ကိုလာတီးပေးလေဟမ်ငကားအပြင်ပါပြီထဲမှာနင်တို့ကဘယ်ကအော်နေရလဲမြောက်ပေးတဲ့ဟာတွေကနင်တို့ကအစိုးရဟိုဟာဖြစ်နေတာပြည်သူတွေကိုမေးကြည့်ပါဦးငကားလိုချင်လားမလိုချင်လားနင်တို့ဟို live ပေါ်ကနင်တို့ celebrity နဲ့စောက်ပြေးနေတယ်လက်ဖိုက်ဆိုင်မထိုင်ရရင်မနေနိုင်တဲ့လူတွေပဲနင်တို့လက်ခံတာငါတို့ပြည်သူတွေကိုလည်းမေးကြည့်ပါဦးငါတိုင်ဟိုတနေ့ကတွေ့တဲ့ဟိုအမတယောက်ဆိုတလောက်200 300လားလူတယ်ဒေါ်လာကိုအမတဲ့ငကားတနာလို့ခုတည်းလူတုံးတဲ့သူ့ကိုဝိုင်းဖူးရဆိုရင်အမတနာတယ်တဲ့အမစိတ်မကောင်းဖြစ်ဘူးတဲ့အဲ့ဒါဆိုအဲ့အမဆိုရင်မြန်မာပြည်ပေါက်တရုတ်မြန်မာပြည်ပေါက်တရုတ်မို့လို့ငါမုန်းတာမရှိဘူးငါကွန်မြူနစ်စေယုံနဲ့ငါလူမျိုးငါပြည်ကြီးပေါက်ဖော်တွေငါသိတယ်ငါတို့ဒီထဲမှာမွေးတဲ့တရုတ်တွေကြောင့်ငါသိတယ်ကျဲသိလို့တရုတ်တွေအများကြီးအဲ့မျိုးချစ်တဲ့တရုတ်တွေအများကြီးဟိုတရုတ်ကြားပြန်တရုတ်နဲ့ရောကြိတ်မှာဆိုလို့ငါမှစကားပြောတာတစ်မျိုးနို့ဘသူကယုံပါလဲဗမာအချင်းချင်းယုံကြည်အားကိုးနေတဲ့ဒီခေါင်းဆောင်တို့အမျိုးလုပ်တယ်ငါဒါလေးပြောတာနဲ့ငါ့ကိုဟိန်းစော်ညိုရဲ့troll တွေနဲ့ငါ့ကိုလာပြီးတော့2024လောက်ကငါပိုငကားကိုငါစူထားတဲ့ဟာတွေလာပြောဟမ်ငကားကိုသူလူတွေမြန်မာပြည်ကလူတွေလက်ခံတယ်ငါ့ကိုပလစ်ထားလိုက်ငါဒီဘာမှအရာမရောက်တော့သူဆိုပြီးငါ့ကိုပလစ်ထားလိုက်ငါမြန်မာနိုင်ငံသားလည်းမဟုတ်ဆိုငါ့ကိုပလစ်ထားလိုက်တိုင်းရင်းသားတွေခုနငါအေးအုပ်စုနဲ့စကားပြောနေတာအဲ့ဒီရခိုင်သားချေတွေသူ့ကိုယုံတယ်သူ့ကိုအားကိုးတယ်သူ့ကိုဗမာခေါင်းဆောင်တယောက်ဖြစ်နေသူ့ကို respect ပေးတယ်နင်တို့ကဘာဖြစ်လို့နင်တို့အုပ်စုကဘာဖြစ်လို့တီကောင်တွေတန်ကောင်တွေလုံနေတာဟမ်မေလို့ခင်မှာမေလို့ကြံတယ်မေလို့ကျင့်နေတာလားနင်တို့ကCRPH ကိုဖြုတ်လိုက်မောင်နှမတွေ CRPH စောက်စကား CRPH ဥပဒေတစ်ခုမှမယုံနဲ့အဲ့ဒီအောင်ကြည်ညွန့်ဆိုတာက NLD ကိုဂျင်းထည့်ပြီးတော့ NLD ထဲမှာမပြုတ်အောင်သူတို့ကဒေါအောင်ဆန်းစုကြည်လို့မတက်ကြွဘူးမလုံနိုင်ဘူးဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုမနာလိုတဲ့လူတွေမှာအဲ့ဒီအမေဒေါ NLD ထဲမှာလူယုံမာတွေတပုံကြီးစောတွေကမေဝင်းမြင့်ဆိုရတဲ့ဘိုလ်မူလားဘိုလ်မူကြီးသမီးလားအဲ့လိုကောင်ကိုပေးစားတာသူ့သမီးကိုယ်တိုင်စကားလောက်ကောင်နေ NLD ထဲမှာအများကြီး
လောက်နော်ငါပြောတာလောက်နော်ငါဟိုချီပိုးတော့ကောင်တွေကိုငါပြောနေတာမောင်ဆွဲငါ့ကိုတက်ပါတီတဲ့အမိရဲ့ငါ့ကိုတက်ပါတီတဲ့ဒါသူအမိုက်မားလေးတွေပေါ့နော်သူတို့မသိခင်တော့မိုက်ခင်မို့ဘာလို့အော်မှန်းမသိဘူးနော်ဘသူအစုအဖွဲ့မှာခွဲပြတာငါဘသူမှအစုအဖွဲ့မခွဲပြသူတို့ဟိုဥစားဖြစ်တိုင်းငါတို့တိုင်းပြည်မှာပျော်ခွင့်မရှိတော့လားတိုင်းသူပြည်သားတွေနည်းနည်းပါးပါးပျော်လို့မရအောင်လားငါတို့ပြည်သူပြည်သားတွေအပျော်နဲ့မထိုက်တယ်အောင်လားတနာပါတယ် ICJ case ပြည်သူကနည်းနည်းလေးနားဆွင့်ရမယ်မကြံသေးဘူးဘိုးနဂါကိစ္စကြီးကိုထိုးပြီးတော့ highlight ဖြစ်အောင်လုပ်တယ်အဲ့တော့မင်းအောင်လိုင်းကိစ္စတွေကအောက်ကိုမြုပ်ကြသွားမဲရထဲမဲ့လူကတိန်ကနေမှရှိတယ်လူဦးရေတော့42တန်းရှိတာမဲထဲမဲ့လူကတိန်ကနေမှရှိတယ်ဘာဖြစ်လို့အဲ့ဇလန်ကို highlight မဖြစ်အောင်ဘာဖြစ်လို့ဘိုးနဂါကိစ္စကိုဒုံးနဲ့သွားထိုးတာသူဝါရန်တာတာနင်တို့ပြောတယ်ဆိုတဲ့ကနင်တို့တီရာယူမင်ဝါရန်တာတာဘယ်အစိုးရလက်ထက်တော့မှလောက်တာလဲမေလို့တွေဆဲလိုက်တော့မယ် sorry ပဲနင်တို့တော်လိုင်းရေးအကြောင်းပြပြီးနင်တို့လက်နဲ့ကင်ထားတာပဲရှိတော့ငါတို့တိုင်းပြည်ကလူတွေအမြဲတမ်းဓမြတစိုးဟိုလူတွေနဲ့နေရမလားနင်တို့ဘာလဲအသက်ပေးသားရဲဆိုတာဘသူအသက်ပေးွားရလဲကိုဂျီမီတို့ဘာတို့အကြောင်းပြပြီးတော့ငါလည်းနင်တို့ပြောတော့မယ်နင်တို့မလေးရှားလောက်ပိုင်နေဆိုတော့မြေကြီးကဗမာတို့ငါတို့ area လေးပါလေးထားပြငါတို့စရင်စစ်တော့နင်တို့တိုက်ပွဲ9000ပြမယ်တဲ့အဲ့တိုက်ပွဲ9000ဒါတိုင်းရင်းသားတွေတိုက်ထားတဲ့ပုံကြီးနင်တို့တိုက်ထားတဲ့တိုက်ပွဲတွေပါပြအဲ့ကလေးတွေကိုအဲ့တိုက်ပွဲပြီးလို့နင်တို့ဘယ်နဲ့လက်မှမပေးလိုက်ဘူးတိုင်းရင်းသားတွေစီသွားရင်လေတပွဲသွားကြရင်လေဟိုအလက်30လောက်ထည့်ပေးလိုက်တာနင်တို့စီကအစိုးရစီကနေပြီးတော့နင်တို့အစိုးရဆိုတဲ့ခါတွေငါတို့နိုင်ငံတကာပြည်ပရောက်တွေလှူထားတဲ့ပတ်စံနဲ့ပေးတာ9လက်ရင်းရအကြီးရောမှ9လက်တချို့ဆို2လက်လောက်ရတယ်နင်တို့စီကနှုတ်ထွက်ရင်တနက်လာသိမ်းနေတယ်အေးနင်တို့ကဝယ်ပေးတာဟိုသူများပတ်စံနဲ့စောက်ကျေးဇူးရှင်ဖြစ်ခြင်းနဲ့ဟာစိတ်ငကက်ရောင်နဲ့ပါပြောင်ပြီးတော့အမေနာမည်နဲ့ဟိုတော်လိုင်းကာလာမှာလာပြီးတော့ငါတို့ဘိုလ်ချုပ်ကဟိုစစ်တိုက်ပြီးတော့မှနိုင်မဟိုဟာလောက်တာဘိုလ်ချုပ်ကဝင်ကြီးချုပ်လောက်တာဝင်ကြီးချုပ်အရင်လောက်ပြီးတော့နင်တို့တော်လိုင်းကာလာမှာဘာဖြစ်နေရလဲဆိုတော့ဟိုကရင်အဖူးတယောက်ပြောသလိုနော်နိုင်ငံရေးသမားဆိုတာတည်ငြိမ်တဲ့နိုင်ငံရေးကာလမှာနော်တိမ့်စိန်နဲ့အလျင်စီးလာတဲ့နေရာမှာမတည်တော့မတည်ငြိမ်သေးပါဘူးဒါပေမဲ့အဲ့ဒီလိုကာလမျိုးမှာနင်တို့နိုင်ငံရေးအဆင့်အချိန်မီအချိန်3နှစ်လောက်စောင့်ရတယ်ဆိုတာမျိုးနင်တို့ပြောတယ်မလားနင်တို့စင်ကြေထဲမှာပါတယ်3နှစ်သားပဲရှိတယ်5နှစ်သားပဲရှိတယ်နင်တို့အမျိုးမျိုးစင်ကြေပေးတယ်မလားအေးအဲ့ဒါနိုင်ငံတည်ငြိမ်နေတဲ့ချိန်မှာနိုင်ငံရေးသမားတွေရဲ့လှုပ်ရှားခွက်အခုငါတို့ပေးထားတာပြည်သူအသက်တွေရောကလေးတွေဘဝတွေအသက်တွေအများကြီးပေးထားတာအဲ့ဒီအချိန်မှာနင်တို့အရင်တော့ go with the flow တဲ့ဟိုလူကြီးလုံလုံးဒီလူကြီးလုံလုံးနဲ့နိုင်ငံရေးနဲ့မသွားရဘူးတော်လန်ရေးကာလအဖူးပြောတာတော်လန်ရေးကာလနိုင်ငံရေးကိုနင်တို့မလုပ်တတ်ဘူးတော်လန်ရေးလှုပ်လာတဲ့260လူတွေစီကလည်းနင်တို့မသိဘူးနင်တို့ကိုသူတို့ဗမာဆရာကြီးတွေငါတို့ကအမတ်ရထားတာငါတို့ကလူတွေထောက်ခံတာနင်တို့ကိုထောက်ခံတာမဟုတ်နင်တို့လွဲနေတာငါတို့ကဒေါအောင်ဆန်းစုကြည်ကိုမဲပေးခဲ့တာတော်တဲ့ခေါင်းဆောင်ကြီးရှိလို့အဲ့ခေါင်းဆောင်ရဲ့ဘေးနာလူတွေကိုမဲပေးခဲ့တာမယူရင်ဟိုဘက်ကအစိမ့်မအေလို့စစ်တပ်ကိုရောက်တော့မှာမဟုတ်လို့နင်တို့ကိုမဲပေးခဲ့တာနင်တို့မှာအဲ့ဒီလိုလူငယ်ခေါင်းဆောင်တွေနဲ့တကယ်အပြိုင်ဆိုင်ပေါ်လာရင်နင်တို့ကရှုံးမှာနင်တို့ NLD အောက်မှာနေတယ်လူငယ်ကိုကြီးနေရာမှာတကယ်လူငယ်လူတော်တွေ educated တွေအခုလိုကာလဆိုတာအဲ့မဲပေးရမယ့်အချိန်ရောက်နေပြီအဲ့လူငယ်အစ်စ်ကြီးတွေကိုအဲ့ဒီလူတွေနဲ့ကနင်တို့ပြိုင်ကြီးနင်တို့ရှုံးမှာပါတီအရဒေါအောင်ဆန်းစုကြည်ပဲနိုင်ကျင်တိုင်သွားမယ်နောက်တစ်ခါရွေးရင်နင်တို့လိုစောက်ချီးလက်ပိတ်စောက်လို့မလို့မရ3ယောက်ယူတဲ့ဟာတွေရှုံးမှာနင်တို့ရှုံးမှာဒီနှစ်ကအခုနင်တို့လည်းရွေးကောက်ပွဲလုပ်ကြည့်နင်တို့ဘယ်ပြည်သူမှမလို့ချင်နိုင်ငံခြားကလည်းမလို့ချင်ပြည်တွင်းတွေကလည်းမလို့ချင်စောက်ချက်ရှိနဲ့ငါ့ကိုအစိတ်တွေအတောက်တွေပြောတဲ့လရုံလက်တွေအန်ယူဂျီမရှိရင်ဟိုလက်ဖက်ဆိုင်မထိုင်တတ်တဲ့လူတန်းစားကိုပြောမယ်တော်လိုင်းရေးကာလာဟာ highway ကားမောင်းတယ်လို့ပဲရက်လို့မရဘူးသူ speed နဲ့သူသွားရတာရက်လိုက်တာနဲ့အကုန်လုံးအနောက်ကအကုန်လုံး break အုပ်ပြီးတော့အကုန်လုံးကားတိုက်မှုကြီးဖြစ်သွားအောင်
ညိုထဲမှာဒီလိုလေးမောင်းပြီးတော့ဟိုနားရအောင်ဒီလို꿰လိုက်ဒီနားရအောင်ဒီလို꿰လိုက်ဆိုရိုး flexible ဖြစ်နေတဲ့အချိန်မှာလုပ်ရတာရိုးနိုင်ငံလေးကနည်းနည်းအေးနေတဲ့အချိန်မှာလက်နဲ့ကိုင်နေမရှိတဲ့အချိန်မှာသွားရတာနင်တို့သွားနေတဲ့နိုင်ငံရေးကနင်တို့ပြောတဲ့စင်ကြေတွေကအိုက်ကာလာနဲ့ထိုက်တယ်9နှစ်သားလေးပဲရှိသေးတာဟိုလူကြီးတွေက18နှစ်အဲ့18နှစ်တို့160တို့စီကမသိမဲနဲ့နင်တို့ကိုတင်တို့ဟုတ်လာပြီထင်နေတာစပိန်နဲ့သွားတာလူငယ်တွေအများကြီးတည်ထားရတာအဲ့တည်သွားတဲ့ကလေးတွေကအုံနောက်တွေကအကောင်ကြီးအဲ့ခြေမရှိလက်မရှိတွေရောနင်တို့ဘာကယ်တယ်မှုတွေပေးတာလဲအန်ယူဂျီကဟာတွေအန်ယူဂျီ follower တွေပါမေးချင်တာနင်တို့ခြေပြက်လက်ပြက်တွေငိုပြမနေပါနဲ့ယွန်းစရာကြီးဟမ်နင်တို့နဲ့ဟိုစိုးမဲ့သူသားတို့နဲ့တူလောက်ဖြစ်နေယွန်းစရာကြီးနင်တို့ဟိုကလည်းစစ်သားတွေသိတာကိုယွန်းစရာကြီးအဖိုက်ဘောရက်နင်တို့ကလည်းယွန်းစရာကြီးအန်ယူဂျီဘောရက်ခလေးတွေသိနင်တို့ငိုတတ်တယ်ဟီးငိုပြီးဝိုင်းဟိုဘာလဲအောက်ကူကိုခြေထောက်နဲ့စောင့်နေနင်တို့စိတ်နာတတ်တယ်အဲ့ဒီလူငယ်တွေကြံခဲ့တယ်အဲ့ဒီလူငယ်တွေဆိုတာအဲ့တက်တွေရဲ့ fighter တွေအဲ့ဒီလူတွေကိုနင်တို့ပြုစုမှုမရှိကာကွယ်မှုမရှိအဲ့ဒီကလေးတွေပြစ်စလက်ခစုပ်ပြတ်တတ်နေအောင်နေရတယ်ခြေပြက်လက်ပြက်တွေကအဲ့ဒီလူတွေကသူတို့အဲ့ဒီနောက်ကတက်လာတဲ့လူငယ်တွေရဲ့ hero တွေ comrade တွေသူတို့ရဲ့အကိုကြီးတွေအဲ့ဒီလူတွေကိုနင်တို့ဘာမှပြုစုမှုမရှိတော့သူတို့နောက်ကတက်မဲ့လူကဘလို့တက်မလဲငါတို့ပြည်သူလူထုကမရှိရင်အဲ့ကလေးတွေဘလို့ဘဝရောက်နေပြီဟမ်တာဝန်ယူမှုမရှိတာဝန်ခံမှုမရှိဒုတ်တန်းတားတာတော့မှစောက်ရလုံးဝန်ကဒုတ်တန်းတားတာတော့နင်တို့ပါစစောက်ပေါက်တွေကအတန်ဆုံးထွက်တယ်တတိုင်းပြည်လုံးပြည်ပဟာတွေပါတီလာယူမောနင်တို့စောက်ချီလက်ဖက်ဟိုမှာထမင်းစားပြနေကောင်မအဲ့ကောင်မလည်းဂျော်ဒန်တားတာပဲအဲ့ကောင်မလည်းဝါဒန်တားတာပဲအဲ့ကောင်မကျတော့နင်တို့ဘာသွားလုပ်လဲဟမ်နင်တို့ဝယ်ထားတဲ့ဟို drone တွေပါတွေကဘာဘယ်ရောက်ကုန်ပြီလဲဟမ်နင်တို့ဘိုက်ထဲမှာမှုေလိုက်ပြီလားအဲ့ drone တွေကတို့သမီးတွေလိုက်ကလတ်တက်လိုက်ပြီလားမရ3ယောက်ကိုဝေမျှလိုက်ပြီလားအဲ့ drone တွေဟမ်တို့ပြောရင်မေလို့အားရမယ်ငါဘောမဒလန်လာအောင်မယ် shut the fuck up okay နင်တို့ရဲ့ drama တွေနင်တို့ဘယ်နာချိုးရင်ဘယ်နာလာအောင်မယ်ဒါပဲလွှဲချတယ်အပြစ်ပြောတယ်ဆိုပြီးတော့လွှဲချတယ်ဟမ်နင်တို့အာရင်ကိုလှုပ်ပြီးပြီဒါမျိုးကိစ္စကြီးနင်တို့ငှက်ကင်ကိုဝိုက်နေတဲ့အချိန်မှာမျိုးစို့ပြီးတော့မယားတွေအများကြီးယူပြီးတော့ဟိုတိုက်တွေကားတွေဝယ်နေတဲ့အချိန်မှာအာရင်ကိုဒလန်ဆိုပြီးနင်တို့ပွဲရှာပြီးပြီအာရင်ကိုငါ့ကိုဆဲလာလို့ငါဘာမှမပြောတော့ငါစကားပြန်ပြောတာမဟုတ်နင်တို့ပွဲတွေကိုငါစင်ဆက်မပြတ်ကြည့်လာတာဝမ်းမဲကိုပွဲရှာတယ်အဲ့ကောင်မ project manager လားတိုင်းပြည်တစ်ပြည်လုံးချဲလဲလို့ရအောင် project manager လားအဲ့တဲ့အဲ့ကောင်မဘာလို့တွေပြန်လာပြီးဒီလိုဘလို့တွေဒီကိုရောက်လာတယ်မင်းအောင်နိုင်တော့အကူကြီးမပါဘဲနဲ့သူများတိုင်းပြည်မှာဒီလိုမျိုးရဲလို့ရမှာပတ်စံ3သိန်းခွဲပဲရှိတယ်မြန်မာကျပ်ငွေ3သိန်းခွဲပဲရှိတဲ့လူကကိုစထုတ်ကိုမနိုင်မဲနဲ့ဟိုပွဲလိုက်ခင်းတယ်ပြည်သူတွေက ICJ တက်လို့ပျော်စရာလေးပါလေဟမ်မေလို့တွေကဒါတော့မယ်မေလို့တွေကဒါတော့မယ်ဆိုပြည်သူတွေနည်းနည်းပါးမပျော်ရတော့ဘူးလားစောက်ဇလန်းတွေပဲရှာဘိုးရင်ကြီးကိုတွေလည်းပြောမယ်နော်ငါတို့တိုင်းပြည်မှာဘာကြောင့်တိုင်းရင်းသားလိုချင်တာငါတို့တိုင်းပြည်တော့စုပ်ပြတ်တဲ့ငရဲပြီဖြစ်နေနော်နိုင်ငံသားလို့ရတယ်နိုင်ငံမှာမွေးတယ်ဆိုနိုင်ငံသားလို့အမေရိကန်မှာတော့ဟိုနိုင်ငံသားတချို့ပြန်လွှတ်တယ်ဒီပိုင်းလုံးနိုင်ငံသားလို့ရတယ်ဒါပေမဲ့ဒီငရဲပြီမှာတော့တိုင်းရင်းသားလာတောင်းမနေနဲ့ကိုဘယ်သူမှလည်းဒါကြောတောင်းနှက်ခံလည်းမရှိဘူးနော်ငါတို့တိုင်းပြည်မှာလူမျိုးကြားဂေါ်ရခါဟိန္ဒူခရစ်ယာန်အစ္စလာမ်ဘယ်နိုင်ငံသားမှမကောက်တရုတ်မဟုတ်ရင်တရုတ်ကဘာသာမဲ့ရတယ်တရုတ်ကဘေးမြူစိုက်တယ်ကြားဖြန့်လုပ်တယ်ဆိုတော့ရတယ်တို့တရုတ်လူမျိုးမဟုတ်ရင်တို့ဘာနိုင်ငံသားတောင်းဟိုသူတို့ဘာမှပေးမှာမဟုတ် I realized I forgot something last night. What about it? The machines. Oh, meter? Yeah. Doesn't matter, they still see the same numbers.
they check you are in here Yeah, it's basically just attendance to see if you came in. All they have to do is check the log. that's what they wanted to do အဲ့တော့ကိုလုံးတက်တာကိုလုံးဘုံနကားချစ်သူတွေတလားတသိန်းဘုံနကားစီဖို့ငါဘုံနကားစားပတ်စံကောက်ပေးတာနော်တို့တသိန်းပို့ရင်သိန်းလူသူ့ဖန်တသိန်းဆိုရင်သိန်းတသိန်းရတယ်ငါတို့ကိုကြီးကြိုးတန်းတားကြမလို့နော်ငါကိုကြီးလူမဟုတ်ဘူးနော်ငါတော်လိုင်းသမားအကုန်လုံးရဲ့လူ PDF အကုန်လုံးထိငါရှင်းနေပဲအဲ့ဒါအမှတ်ထားစူးစရာရှိတော့ငါစူးတာပဲနော်အဲ့တော့ဘုံနကားချစ်သူတွေဘိုးတကားချစ်သူတွေဒီဥစ္စာဟိုကလေးတွေလာယူသွားရင်ပါဝအောင်မှာနော်ဘုံနကားချစ်တွေချစ်သူတွေနော်အဲ့ဒါတို့ကိုကြီးကိုတလားကိုမြန်မာကြက်ငွေတသိန်းပဲလူဖင်ကြီးမရှိတာပဲဆိုပြီးမလူပဲနဲ့ပြစ်စလက်ကမထားနဲ့ကိုကြီးတနာပါနော်အဲ့တော့တသိန်းလူရင်တသိန်းလူရင်ကိုကြီးဟိုဟာရမယ်လူတသိန်းဆိုရင်ကိုကြီးဖန်တသိန်းဆိုရင်သိန်းတသိန်းဆိုရင်သိန်းတသိန်းဆိုကိုကြီးဝါရတားကြမလို့တော့တို့တည်တယ်အိုးစားဘက်6800ရတယ်အိုးစားဘက်6800မဟုတ်1000ခွဲလောက်ရတယ်အမှန်တကယ်ကနော်သိန်းတသိန်းလူတို့လာတလောက်တသိန်းလူရင်10ဆိုဟိုတို့ပုံမှန်လေးလူကိုမြတ်ဆိုးတို့ဘာလို့ရှိတယ်ဟိုမှာဘန်ကောက်မှာကိုမြတ်ဆိုးရှိတယ်ထိုင်းနိုင်ငံမှာကိုမြတ်ဆိုးရှိတယ် sorry မလေးရှားမှာကိုမြတ်ဆိုးရှိတယ်ထိုင်းမှာမောင်ဆိုင်ရှိတယ်နော်မြေပြင်ပေါ်မှာနောင်ရိုးတို့ဘာလို့ရှိတယ်တို့တယောက်တသိန်းသွားလူကိုကြီးကြိုးတန်းမတားနဲ့လို့ကိုကြီးရံမဖြစ်နဲ့လို့ကိုကြီးတစ်တုံးနေ save လုပ်တော့ဒီဘက်ကခုတ်ချင်တဲ့လူတွေကအဲ့တစ်တုံးတွေကမင်းအောင်လိုင်းတို့ဟိုဂိတ်တွေကမဖမ်းအောင်လားအဲ့ဟိုဇော်ထက်တို့ဘာလို့ခုတ်တဲ့တစ်တွေကပေါင်းရိုက်နေပြည်သူတွေကိုကြတော့နင်းနာခံပြီးတော့ဟိုတနက်လေးလဲကင်လိုက်ကောအုတ်ကြီးအထာလောက်ကောပထမတော့ပြည်သူတွေကိုကာကွယ်မလို့ပါလို့နဲ့ဟိုပြည်သူတွေအသက်ရှူဖို့မရှိအောင်တစ်တုံးတွေခောက်ထခုတ်ကျေးဇူးရှင်မတွေကျုပ်ရဲ့ Facebook ကိုထုထားတဲ့အတွက်ကျုပ် Facebook ကကြော်ညာမရအောင်အဲ့ဒါမို့သူတို့မထုတဲ့ချိန်ကျုပ် live လာလို့ဟမ်ဒါဆိုဝင်နေကသူဟိုဆူလာသူပါတာမှာအဲ့တော့အားလုံးသောပြည်သူတွေဘိုးနဂါးကိုချစ်ရင်ဘိုးနဂါးဒီလိုမျိုးဖြစ်တယ်ဆိုတာနင်တို့နဲ့လည်းဆိုင်သွားပြီနော်အဲ့နင်တို့လှူကြတလားတသိန်းပို့လူတသိန်းဆိုရင်ကိုကြီးသိန်းတသိန်းရနော်ငါကိုကြီးကိုငါချစ်တော့ငါ100လူတာငါဆွေမျိုးတွေရှောက်ကောက်တာသိန်း200ရှိတယ်ငါ့ကိုရော်ကြေးပေးမယ်ဆိုတော့သိန်း200ဆိုတော့ဘူးမှထားမပြောတော့โอเคငါဟိုဖွားကြီးလို့သာမရှိတာငါကိုကြီးကိုငါသိန်း100ကျော်ငါ MRDA တွေကလူထားတာနော်ငါ့ကိုမာနလာမပြိုင်နဲ့ငါတို့ကလူတကောက်ကိုကြီးဆိုသွားလှုပ်တဲ့လူမဟုတ်ငါအတက်သေးပြတယ်ငါသူများလိုမျိုးချမ်းသာတဲ့လူလည်းမဟုတ်ဘူးနင်တို့အကုန်လုံးသိငါအလုပ်လုပ်ပြီးတော့မှငါပတ်စံရတယ်လူနော်ကိုကြီးတို့တကယ်တကယ်ကိုခေါင်းဆောင်ကြီးကိုသူများပြောတာမခံနိုင်ရင်နင်တို့အန်ယူဂျီကလူတွေပဲလိုက်မဆဲနဲ့နင်တို့မှလည်းတာဝန်ရှိတယ်တလားတသိန်းလူရင်ကိုကြီးဆိုလူတသိန်းလောက်လူရင်သိန်းတသိန်းရတယ်ကိုကြီးအပြောဆိုမခံရကိုကြီးကိုအေတက်ကလက်ခံတယ် KNU ကလက်ခံတယ် KIA ကအတိမပြုတယ်ဒါဆိုရင်ကိုကြီးမှာဘာကြောင့်ကိုကြီးကိုတရားမဝင်ဘူးလို့ဘာဘယ်အမေလင်ကပြောလို့ရဟမ်ဘသူကတရားဝင်လို့လဲမြန်မာပြည်မှာအဲ့တော့NUG လက်အောက်မှာတရားမဝင်တဲ့တက်ဆိုရင်အတိုင်းသားတွေကဘယ်လိုလုပ်မလဲတက်မှာ6ထက်ကလူတွေကတရားမဝင်ဘူးလား KIA တက်ကလူတွေတရားမဝင်ဘူးလား AA တက်တော်ကလူတွေတရားမဝင်ဘူးလား PIA မှာရှိတဲ့ငါသားတွေကတရားမဝင်တဲ့ဟိုဟာတွေလားနည်းနည်းပြောကြဖြည့်ပေးခဲ့ကြနော်အလုံးမဲ့ဘေးကင်းရန်ကစိတ်ချမ်းသာကြပါစေပြည်သူတွေလည်းနည်းနည်းပါးပေးပြောလာကိုငိမ့်မောင်ကြီးကလေးတွေကိုလည်းပျော်ခွင့်ပေးအောင်ဟာနော်အဲ့ဒီဖာပြန်နဲ့အောင်ကြီးညို့နင်တို့ကိုးကွယ်နေတဲ့၍နင်တို့တိုင်းပြည်ကစုံမြုံမှာတရုတ်ကဟိုပေးလောက်ထားတာအပူကြီးကျူခေါ်လောက်ခေါ်ရုံနဲ့နင်တို့မှာဟာဟီးရိုဟိုဗာလဲဟိုကိုရဲ့တကယ်ဟီးရိုဒေါအောင်ဆန်းစုကြည်အောင်နာမည်ပြောက်သွားပြီဖာပြန်နေတာအမိဖာတယ်နေတာအဖတက်မတော်နေတာအမိတက်မတော်နေတာအဖလိုမျိုးပဲဖာပြန်တာအဓိကဟိုတိုင်းမျိုးကာကွယ်တော့မလို့ခုပဲဟ
ကိုကျိုးစွန်းအနစ်နာခံပြီးတော့ပဲပြည်သူတွေကိုကာကွယ်တော့မလို့အောင်ကြည်ညွတ်မရှိနေတော့ပဲရွာပြတ်တော့မလို့နင်တို့အလကနင်တို့အဲ့ဒါ social media နဲ့နင်တို့ဂျင်းထဲတာအဲ့ဒါကြားဖြတ်ပြည်သူကိုအယုံသွင်းအောင်အထင်ကြီးအောင်အရင်လှုပ်လိုက်တယ်နော်ပြည်သူကိုအထင်ကြီးအောင်အယုံသွင်းလိုက်တယ်ပြီးွားရင်ပြည်သူကိုဂျင်းထဲတယ်နင်တို့ကစိတ်နေရွှေတွေဟန်နေဟိတ်တွေနဲ့ line ပေါ်မှာ hot shot လုပ်ပြမှယုံတဲ့လူမျိုးဆိုပြီးတော့နင်တို့အထင်သေးပြီးတော့နင်တို့စော်ကားလိုက်တာနော်မာကြီးပြောတဲ့စကားနားလေလားနော်မာကြီးကပြည်သူတွေနဲ့တော်လိုင်းရေးတပ်သားတွေအတွက်ပါရက်မှာဘယ်ခေါင်းဆောင်ဘယ်ပါတီညာပါတီခြာပါတီငါလည်းတပ်ပါတီပြောတာဝါနေပြီ I don't really care ခေါင်းဆောင်တရားကိုချစ်တယ်မလားငါမှတကယ်ငါရဲ့ARD ငါမဥပင်သားတွေပဲပို့ချစ်တော်မယ်နင်တို့အညာတွေလည်းငါကြောက်ဖြစ်သွားတယ်အဲ့တော့ငါရဲ့မဥပင်ကကလေးတွေကိုလာစာရိတ်ခါဆိုပြီးငါအမြဲထက်နော်ငါသားတရားဟိုတနေ့ကထိထားတယ်အဲ့တော့လူချင်းရင်မကေမိုမက်ဆင်ဂျာမှာလာပြောငါရဲ့နင်တို့ချစ်တဲ့လူတယောက်ထိထားတယ်အဲ့တော့မသေးဘူးပေါ့နော်နည်းနည်းပါးထိထားတယ်အဲ့လူချင်းရင်လာပြောကျုပ်သားရဲ့အကောင့်ပေးမယ်ကျုပ်ထိန်ငါစီကိုရောက်တဲ့ပတ်စံမဟုတ်ဘူးမကေမိုဒီတော်လိုင်းသမိုင်းတည်တယ်နော်လုံးဝပတ်စံမကင်ဘူးအိုးစားဘက်လည်းပတ်စံမကင်ခဲ့ဘူးအိုးစားဘက်ပတ်စံကင်လားမကင်လားဆိုကချင်ဘုံတို့ဆရာမျိုးထိုက်တန်လေးတို့သွားမေးသူတို့ fan တွေမာကြီးစီမှာလာလှူတယ်မာကြီးကကိုကြီးစီကရထားတဲ့အမေရိကန်ရဲ့ငွေလဲတဲ့အကောင့်ကိုပေးလိုက်တယ်ဒါပဲမာကြီးကဈားတွေကကူညီပေးတာပဲရှိတယ်ဘယ်သူပတ်စံမှမာကြီးမကင်ခဲ့ဘူးမာကြီးထားထားတဲ့စီကံတော်လိုင်းရေးပေါ်မှာမာကြီးထားထားတဲ့စီကံပတ်စံမကင်ဘူးနော်ဘာလို့ပတ်စံကိုဖြတ်စည်းမှာနင်ကဒေါ်လာ1000လောက်ဆိုရင်တော့မသိတာဒေါ်လာ1000တို့3သိန်းတို့3သန်းတို့ဝါ nobody know ငါသိန်းလို့ရတယ်ပြီးရင်သူများပတ်စံနဲ့ကျေးဇူးရှင်လုပ်လို့ရတယ်နော်အဲ့တော့ဘသူ့ကိုချစ်ပါမိုင်းဆိုမိုင်းချစ်တဲ့သားတွေမိုင်းဒီ YouTube ကရတဲ့ပတ်စံ1လောက်120 100အစိတ်250နောက်မိုင်းတငယ်ချင်းနှမ်းစီလေးတွေလာပေးတဲ့ပတ်စံတွေရှိတယ်နော်နှမ်းစီတွေက100လ30ပေးတော့မိုင်းကိုအဲ့ဒီနှမ်းစီလေးတွေပတ်စံနဲ့မိုင်းကငွေပို့ပြီးသားကိုနှမ်းစီချင်းချင်းပဲကိုအောင်ပို့လိုက်တော့နော် certificate လည်းမတောင်းတော့ဒီလူတွေကိုလုံးသိတယ်သူတို့လည်းသိတယ်မိုင်းလည်းသိတယ်ဝမိုက်ခဲစီလိုချင်ရင်မိုင်းရဲ့မြန်မာနိုင်ငံဖန်တွေမိုင်းချစ်သူတွေကဝမိုက်ခဲဖုန်းနံပါတ်တောင်းခိုင်းတယ်အဲ့ဒါဆိုမိုင်းရဲ့ဘုံမိုက်ခဲကိုတားရဲ့ဒီနံပါတ်ပို့လို့ရသေးလားဆိုဒီဟာမရတော့ပါဘူး NDA ဟိုဟာရပါတယ်ဆိုဘုံမိုက်ခဲကမင်းနဲ့ message တို့လေးပို့အဲ့ဒါဆိုရင်ဒါမှဘုံမိုက်ခဲပြီးသွားပတ်စံ4သိန်းခွဲကိုလက်ခံရရှိပါတယ် NDA ကျေးဇူးရမ်းနေပါတယ် NDA ဆိုဒါဘိုးမိုက်ခဲအတန်အစ်စ်နော်မာကြီးစီကိုအဲ့လိုလူမျိုးတွေလာပေးတဲ့အတွက်မာကြီးကဘိုးမိုက်ခဲdirect ဖုန်းနံပါတ်ယူပေးတယ်ကိုယ့်ရဲ့လူတွေကိုပဲလုပ်ပေးတယ်ကျန်တဲ့လူတွေမလုပ်ပေးဘူးဘာဖြစ်လို့လဲဆိုဘိုးမိုက်ခဲရဲ့ KB ထပ်ပိုက်သွားမှဖွင့်တာတို့ပိတ်တာတို့တိတ်ခတ်တယ်အဲ့တော့မာကြီးကကိုယ့်လူယုံတဲ့လူရင်းတွေကိုပဲဘိုးမိုက်ခဲအကောင့်ယူပေးတယ်မာကြီးလုံနေကြအလုပ်ပြီးရင်အလူရှင်ပို့ခိုင်းလိုက်တယ်အလူရှင်ကပို့ပေးတယ် NDA certificate လိုချင်လားဘိုးမိုက်ခဲဆိုတော့သူများတွေကလိုချင်တယ်ကိုကြီးတုံးကလိုပဲပေါ့နော်ဒါပေမဲ့ BNI တက်တော်ကြီးအတွက်အခုဆိုရင်အခုတည်းကိုအမေနှမ်းစီလေးပါဆိုပြီးတော့လေနှမ်းစီလေးတစ်စီဆိုပြီးတော့အမြဲတမ်း BNI မှာလှူတဲ့အမရှိသေးတယ်အဲ့ဒါမာကြီးရဲ့နှမ်းစီတွေကကိုကြီးကိုအမြဲသွားလှူတယ်မာကြီးကလေကိုကြီးတို့အဖွဲ့နဲ့ကျမစကားမပြောတော့သွားမလှူနဲ့ငါပါစက်ပေါက်ကတခါမှမပြောခဲ့ငါတော်လန်ရေးပေါ်ထားတဲ့သစ္စာတရားငါနဲ့ဒီအဖွဲ့နဲ့စင်မပြေနဲ့ဟဲ့သွားမပြေနဲ့အဲ့ဒီလိုမျိုးငါမှအဲ့လိုစောင့်ကြည့်မရှိနော်အဲ့ရိုးချင်းမြင်းကြံမှန်တာပြောဟုတ်တာလို့သူတို့မှားကျင်တာမှားနေပါစေကိုမမှားစေနဲ့ပြည်သူတစ္ဆာစူးလိုက်မယ်တသက်ခံသွားပြီအမေကိုစော်ကားတယ်နော်ငါတို့ပြည်သူတွေကိုတစ္ဆာဖောက်တယ်မေလုံးနဲ့အခုထိတ်တိုက်တွေ့နေပြီနော်အဲ့ဒါပေမဲ့ဒီ Facebook ဒီ live ကရောက်တော့မှဆိုတော့နည်းနည်းလေးဘ ഹു တုတလေးပြောချင်တယ်ရှင်တို့ရဲ့စိတ်မြောင်းမြောက်နော်တန်းရွှေရဲ့မြီးက Manchester United အသင်းကိုဝယ်ဖို့တောင်မှစူးစမ်းဘူးလေကိုတိုင်းပြည်မှာတော့ဘာမှမသိဘူးသူတို့မှာတော့ Manchester Man U တို့ကတအားချစ်ကြနော်အဲ့ဒီစိတ်မြောင်းမြောက်ကစင်ကာပူမှာသင်္ဘော company ထောင်ထားတယ်သင်္ဘောအစီး60ပိုင်တယ်မြန်မာပြည်အတွက်မဟုတ်ဘူးစင်ကာပူအတွက်စင်ကာပူမှာသင်္ဘောအစီး60နဲ့သင်္ဘောကုမ္ပဏီလုပ်ငန်းလုပ်တယ်သူကတော့အဲ့ရ CEO ပေါ့အဲ့ရတဲ့အကျိုးမြတ်တွေကိုစင်ကာပူအစိုးရကိုအခွန်ဆောင်တယ်ငါတို့မြန်မာပြည်အတွက်မဟုတ်သူတို့ပိုင်ဆိုင်မှုတွေသူတို့ရရှိသွားတဲ့ပတ်စံတွေကငါတို့မြန်မာနိုင်ငံသားတွေစီကနေလှုပ်သွားတာနော်နေဝင်းကတခိုးတန်းရွှေကဓမြမအေလိုးကကြားဖြတ်နော်ဘိန်း
ဘိညာစာမူရစေဝခေါင်းဆောင်ဒီလိုစကားပြောရင်ငါဘယ်လောက်ထိအန်ရကြီးမယ်ထဲလဲအားလုံးပဲဘေးကရန်ကစိတ်ချမ်းသာကြပါစေအမှန်တရားကိုတွေးပါဝုန်းဝုန်းဝုန်းနဲ့ရန်လိုက်မဖြစ်ပါနဲ့ကိုကြီးဇလန်းပေါ်လာတယ်ဆိုတာလေးပြူတို့ပါဝါကြအောင်လုပ်တာပဲဒါပေမဲ့လေးပြူကိုဟိုမကြိုက်တော့တာတွေဘာတွေလေးပြူ item လေးတောင်မှသူကစောင့်မြကတ်သေးတာသူတို့အုံလိုက်ကြည့်ရသိလားလေးပြူကကျွန်တော်တဲ့ ABCD မသိဘူးတဲ့ BOC မသိ boycott လုပ်တာပေါ့နော်နင့်ကို BC လုပ်လိမ့်မယ်ကျွန်တော် ABCD မသိဘူးလို့ပြောတယ်အဲ့ဒီမျက်နှာဘေးကိုကြည့်ပါလားတဲ့ဆိုပြီးဆွဲချတာသူများခုဘုံကတရားမဝင်ဆိုတီတာယူဝင်သွားတိုက်ကြပါလားတီတာယူဝင်ဟက်ကောင်မဝါရန်တာတဲ့ကိစ္စရက်ဆိုပြီးတော့နင်တို့ဘသူများတီတာယူဝင်အမိန်ပေးနိုင်လို့လေအဲ့ဒီရောအစိုးရကနေပြီးတော့နင်တို့အစိုးရအန်ယူဂျီအစိုးရကသူ့ကိုတရားဝင်ပေးပြီးတော့ကျိုးဝါရန်တာဝင်ပေးတာလားအလုံးဘေးကရန်ကစိတ်ချမ်းသာကြပါစဉ်းစားတွေးခေါ်ပါအရင်ရံမဖြစ်ပါနဲ့ဘုံကားချစ်သူတွေဘုံကားကိုတစ်လတစ်သိန်းသွားလူတစ်သိန်းရှိရင်ကိုကြီးတစ်လကိုသိန်းတစ်သိန်းရမယ်နဲတဲ့ပတ်စံမဟုတ်နော်ဒေါခင်မိုးခုတည်းအဖွဲ့အစည်းပေါ်မှာတစ္ဆာရှိတော့နော်ဒေါခင်မိုးဒါနော်စပါတန်ဆိုတဲ့မီတင်ကိုခေါ်မလာတာโอเคအဲ့တော့ငါမျက်လုံးထဲမှာတောင်းမတွေ့ရင်ငါဆူလို့ရအောင်ငါအဖွဲ့တွေတဲ့အကုန်ထွက်တာငါဘယ်သူနဲ့မှ attachment မလုပ်တော့ကိုဇန်နဲ့လည်းမလုပ်ဘူးကိုဇန် star တွေကိုလှူခြင်းတဲ့အချိန်ကျရင်လှူလိုက်တယ်အခု star တွေမရှိတော့ဘူး BBL လေးဖြစ်သွားပြီဘာဘလက်တွေကိုလှူတယ်ငါပါငါကိုဇန်စီကမလှူဘူးဘာဘလက်ကိုသွားလှူတယ်ကိုဇန်ကပြောတယ်ကျွန်တော်မလှူနဲ့တဲ့ဘာဘလက်တွေသွားလှူတဲ့ BBL လေးကိုတိုက်ရိုက်သွားလှူတဲ့နော်အဲ့အဖွဲ့ကအဲ့လိုမျိုးသူတို့ဘန်နာရင်းစီကိုပဲသွားလှူခိုင်းတယ်သူတို့စီကိုပတ်စံမပို့ခိုင်းဘူးငါစီကပို့ပါနင်းစီကပို့ပါအလေကကျေးဇူးရှင်တွေမရှိဘူးဘာဘလက်မှာဘာဘလက်ဘန်နာကြီးကကောင်းတယ်ဒါကြောင့်မောင်ဆောင်ကကြစ်လက်တယ်လို့ပြောတာနော်ရှင်ပြောတာမဟုတ်ဘူးနော်အဖွဲ့တွေကအဲ့လိုကြစ်လက်နေတာပြောတာနော်ဟိုဘက်16ဘွက်တည်းဘာလို့လဲဘာမှစိတ်မပူနဲ့ကိုယ်အစွန်းစားရှိရင်နော်အချိန်ကစကားပြောတာပဲနောက်ဆုံးတတ်ခံလဲလမ်းမေးရောက်သလိုဘုံနဂါးတီလဲဘုံနဂါးနေရာမှာပဲကြံခဲ့တာပဲဘယ်နဲ့မှပြုတ်ကြသွားတာမဟုတ်ဘူးနော်နေ့လင်နဂါးရောဆိုအေးငါလင်စစ်တိုက်နေတယ်နင်တို့လင်နေရောငါလင်နဂါးလို့ပြောရင်အေးငါလင်မြေပြင်မှာစစ်တိုက်တယ်နင်တို့လင်နေဘာလုပ်နေလဲဒါပဲနော်သူတို့အလိုကြလိုက်ပြီးတော့ဟိုလိုက်ခံစားမနေနဲ့မာကြီးဆိုအခုဘုံနဂါးနဲ့မာကြီးမှာစကားပြောစရာဘာမှမရှိတော့ဘူးဒါပေမဲ့တော်လိုင်းရေးသမားကိုစော်ကားတယ်ဆိုတာအစွန်းဆုံးသွားပြီလုံးဝစွန်းဆုံးသွားပြီဟုတ်တယ်မလားနော်ဘယ်သူကအစိုးရလဲနော်အဲ့ဒါကိုခဏပြန်မေးလို့ငါ့ကိုတော်လိုင်းရေးအစိတ်လို့ပြောတယ်အစိတ်ဖြစ်အောင်ငါတို့ကနင်တို့အဲ့ဝင်ကြီးဌာနတွေထဲမှာနေရာလိုချင်လို့ပြောနေတာမဟုတ်ဘူးနင်တို့ငါတို့လိုချင်နေတဲ့စည်ရင်းစစ်ချုပ်ကိုမခန့်မဲနဲ့ငါတို့ဘာမှမလိုအပ်သေးတဲ့ဆောက်လို့ရေးဝင်ကြီးကိုနင်တို့ဘာလို့ခန့်တာလဲအဲ့လူကိုနင်တို့လာစာပေးခြင်းလို့လားတော်လိုင်းမှာငါတို့လာစာတွေကိုလှူနေရတဲ့အချိန်မှာနင်တို့ကလာကစားငါတို့လာစာတွေနဲ့လာကစားနေရလားနည်းနည်းဖြေခဲ့နော်ဒီလောက်ပဲ